ပြောမှဆိုရင်ပြောအလုပ်လည်းပုတ်ပါသွားတဲ့အပြင်သူ့ရဲ့ချမ်းသာကြွားမှုလည်းစာပါတိုးသွားတော့ကျွန်တော်တို့ပေါင်းဒီမှာတော့ဒါထင်ရှားဆုံးသက်သေပြောမှဆိုရင်လက်ရှိကမ္ဘာမှာအချမ်းသာဆုံးသောလူတွေကဒီ equity fund ကိုမပတ်သက်လို့မရပတ်သက်ရတယ်နော်အခုကျွန်တော်တို့ပေါင်းဒီမှာတွေ့ရပြ Huawei လူကြသွားတဲ့အကြောင်းကြားရတယ် Nokia လူကြသွားတာကြားရတယ်သိရတယ်ပေါ့နော် BYD လို့ပေါ့ပြောကြသွားတယ်ဘာကြောင့်လဲဆိုတော့ equity fund ကိုတိစောက်ထားရင်ဒီလိုပြဿနာမရှိတော့ဘူးဒါအခုဆိုရင် Elon Musk တို့ဆိုလို့ရှိရင်လွန်ခဲ့တဲ့2024တုန်းကသူတို့ချမ်းသာကြွားမှာဘီလီယံ300ပဲဒါပေမဲ့2025ထဲမှာဘီလီယံ900ဖြစ်သွားဒါကကမ္ဘာမှာချမ်းသာဆုံးလူတွေ equity fund ကြောင့်ပေါ့နော်သူတို့ရဲ့ချမ်းသာကြွားမှုခိုင်မာနေတာကိုပြောချင်တာပေါ့ဒီကတော့ market ကတော့နှစ်ခုရှိပြီလားကျွန်တော်တို့မှာစောစော KFC လိုမျိုး franchise ယူပြီးတော့ KFC အောင်မြင်ပြီးသား franchise ယူပြီးတော့ KFC လိုမျိုးfranchise စနစ်မှာပဲဝင်ရောက်ပူးပေါင်းလာဆိုတော့ market တစ်ခုရှိတယ်ကိုယ့်ဘာနဲ့ကိုယ် company ထောင်ပြီးတော့ IPO listed ဖြစ်အောင်လုပ်မယ်ဆိုရင်ဒါကတော့အရန်ကောင်းတဲ့စနစ်ပေါ့ဗျာအရန်ကောင်းတဲ့အချက်ပေါ့ဒါပေမဲ့ကျွန်တော်တို့တိုင်းပြည်မှာတော့အားနည်းချက်က sanction ဖြစ်နေတာတွေများတယ် sanction ဖြစ်နေတာများတဲ့အတွက်ကျွန်တော်တို့ရှိမှတိဆောက်ဖို့တော့တော်တော်ခက်ခဲတယ်အခု MBSI ဆိုတာကတော့ပညာရေးပဲသူကပညာရေးကဏ္ဍမှာကျွန်တော်တို့ဒီ IMBC လိုမျိုးပေါ့နော်သူတို့ MBSI ကြောင့် business school သူကစီးပွားရေးပညာသင်ပေးတာသူကတော်တော်လေးကောင်းတယ် MBSI နဲ့ပုံမှန်ပါဆိုရင်ဒါပေမဲ့အဲ့ဒီ company ကို listed ဖြစ်အောင်လုပ်နေတာအခုကျွန်တော်သိတာ9နှစ်ရှိသွားတယ် on the process ပဲရှိတယ်လောလောဆယ်ကတော့10နှစ်ကြာမလား15နှစ်ကြာမလားတော့မဆားလို့မလားမရဘူးပေါ့နော်ကျွန်တော်တို့ချိန်မှာတော့နည်းနည်း challenge ရှိနေတာတွေတော့ဒါပေမဲ့ primary market ကိုကျွန်တော်တွေ့ရင်သေချာလေ့လာဖို့တော့လိုတော့ပေါ့နော် primary market ကိုတွေ့ရင်တော့ကျွန်တော်တို့အတွက်အများကြီးပြောင်းလဲသွားနိုင်တယ် primary market ကဘယ်လိုမျိုးလဲဆိုရင်ကိုတို့ကျွန်တော်တို့ပေါင်းနေမှာဒါတက်တည်ကြီးရှိတယ်ပေါ့ဗျာလက်ရှိကမ္ဘာမှာအချမ်းသာဆုံးသောလူတွေဘာတွေလုပ်ခဲ့ကြလဲဆိုတော့သိမှာပါတော့ Facebook ကတော့ Facebook ကိုစပြီးတော့ public listing ဖြစ်အောင်လုပ်မယ်ဆိုတဲ့အချိန်ကအကောင့်ကြီး23နှစ်ပဲရှိတယ်။သူ့လက်ထက်မှာပတ်စံမရှိဘူး။ public listing ဖြစ်အောင်လုပ်မယ်ဆိုတဲ့အချိန်မှာကျွန်တော်တို့လည်းအခွင့်အရေးရှိခဲ့တယ်တုန်းကတော့မလေးရှားမှာကျွန်တော်တို့ကြုံခဲ့တယ်ပေါ့ဗျာ။ဒါပေမဲ့ကျွန်တော်တို့ကပူးပေါင်းအောင်မသိဘူး။ဟိုစင်ကာပူသွားတော့ကဆိုတော့ Tesla ရဲ့ stock လေး Tesla ရဲ့ share ကိုရင်းနှီးမြှုပ်နှံတဲ့အပိုင်းတွေကျွန်တော်တို့သိခဲ့တယ်။ဒါပေမဲ့ကျွန်တော်တို့ကိုယ်တိုင်ကအများကြီးအကျွမ်းတဝင်မဖြစ်တဲ့အတွက်ကျွန်တော်တို့ကိုယ်တိုင်ကတော့ရင်းနှီးမြှုပ်နှံမလုပ်ခဲ့ဘူးပေါ့ဗျာနော်။ဒါပေမဲ့ဒီအကြောင်းတွေသိတဲ့လူတွေကျတော့ဒါ Peter Thiel ဆိုတာကမ္ဘာအမေရိကန်မှာအချမ်းသာဆုံးစီးရင်ဝင်ပဲသူတို့ဒါ Facebook မှာယင်းနှိမ့်မြုံတော်မူဒေါ်လာ9သိန်းလောက်ခဲ့တာ2400ဒေါ်လာ9သိန်းဒီကျွန်တော်တို့မြန်မာငွေနဲ့ဆိုလို့ရှိရင်ဒေါ်လာကို400လောက်ပဲရှိဦးမယ်တယ်2400ဒီဆိုတော့အဲ့ဒီအချိန်ကယင်းနှိမ့်မြုံတော်မူလုပ်ခဲ့တာ IPO listed ဖြစ်သွားတော့ Facebook ကနေသူရနေတာအခု1 billion လောက်ရတယ် Facebook ကနေသူရ1 billion လောက်ရတယ် listing မဖြစ်ခင်မှာဒါ primary market မှာယင်းနှိမ့်မြုံတော်ဝင်ရခဲ့တာပေါ့ဗျာ primary market မှာယင်းနှိမ့်မြုံတော်ဝင်ရခဲ့တယ်ဒီ listed ဖြစ်သွားတဲ့အချိန်မှာဒါ Facebook ကအစ2000လောက်တက်သွားတာပြောချင်တာတော့အစ2000လောက်တက်သွားတာနောက်တစ်ခုဆိုလို့ရှိရင်ဒါ Google ကျွန်တော်လူတိုင်းမဖြစ်မနေပတ်သက်ရမယ် Google တွေ Jeff Bezos က sorry Jeff Bezos ကတော့ Amazon ကိုထောင်ပြီးတော့သူကချမ်းသာနေတဲ့လူပဲဒါပေမဲ့ Google မှာသူဒါယင်းနှိမ့်မြုံလာမယ်ဆိုတော့တိတော့ဒေါ်လာ2သိန်းပဲရင်းခဲ့တာ IPO listed ဖြစ်သွားတော့အစ6000တက်သွားတယ်သူအခု Google ကနေသူရတယ် 1.6 billion ရတယ်ဘီလီယံ16000ပေါ့နော်ဘီလီယံ16000လောက်ရတယ်ဒါဆိုလည်းကျွန်တော်တို့ဒီမှာထင်ရှားဆုံးပဲကျက်မှာကျောင်းဆရာဘွားကအမေရိကန်ကိုသွားလေတဲ့အခါမှာအမေရိကန်ရဲ့ဒီ Amazon ကိုတွေ့တယ်ပေါ့နော် Amazon ရဲ့အောင်မြင်မှုကိုတွေ့တော့တရုတ်ပြည်မှာအဲ့ဒီလိုမျိုးလုပ်ငန်းအောင်လုပ်မယ်လုပ်လို့ရတယ်ဆိုတာသူနားလည်တဲ့အချိန်မှာသူဒီ Alibaba ကိုစထောင်မယ် plan ဆွဲပြီးတော့ဒီ market မှာအခုလိုပေါ့ကိုကြီးလိုမိတ်ဆက်တယ်လို့မျိုး share လိုက်ခေါ်တာယင်းနှိမ့်တော့မလိုက်ခေါ်တာသူ့ကိုယုံကြည်ပြီးထဲမယ်လို့မရှိဘူးတရုတ် market မှာအဲ့ဒီအချိန်တုန်းကလည်း internet ရဲ့ပုံတိုးတက်မှုတို့ဘာလို့လားလာလို့သူတို့ဒါအားနေသေးတယ်လေတော့တရုတ်ပြည်မှာဒါပေမဲ့မဆာယိုစီဇန်ကဂျပန်မှာသူကအခဏနဲ့ပြောဂျပန်မှာနေခဲ့အားလားကိုကြီးလားတက်ကဂျပန်နဲ့လုပ်တဲ့ပုံဩဂျပန်မှာတော့သူအောင်မြင်ဆုံးပဲသူကမဆာယိုစီဇန် soft ဘန်ပေါ့နော် soft ဘန် vision ဘန်ဆိုထောင်တာသူကဘယ်လိုပြောမလဲဆိုလို့ရှိရင်အခုကျွန်တော်တို့တိတိတတာဖြစ်လာတာဆိုစင်ကာပူပြောင်းလဲလာတယ်ကိုရီးယားဟုတ်အထက်ခြေဆုံးကတော့ဂျပန်ပေါ့ဗျာ fan of fan လောက်တာသူက fan of fan ဆိုတာကိုတို့မှာပုံနေတဲ့ပတ်စံတွေသူတို့ဘန်ထဲမှာလာစုထားပြရတယ်အဲ့ဒီဘုံထိုးပေးတဲ့အဲ့ဒါတွေတော့ဘုံထိုးပေးပြီးတော့အဲ့ဒီပတ်စံတွေစုပြီးတော့အခုဘယ်နိုင်ငံရဲ့ project ဒါမျိုးတွေမှာလိုက်ရင်းနှီးမြှုပ်နှံတာသူကဆိုလိုချင်တာကတော့ကျွန်တော်တို့အခုတွေ့ရတာဆိုရင်စင်ကာပူကသူတို့ပြည်တွင်းရဲ့ပုံမျိုးမှုကအများကြီးရှိတော့ဒါပေမဲ့ပြည်တွင်းရဲ့ပတ်စံတွေဒီ investor တွေကိုစုပြီးတော့သူက
ဘယ်နိုင်ငံရဲ့ project မှာအလားအလာရှိတယ်ဘယ်နိုင်ငံမှာအဲ့လိုမျိုးလိုက်ရင်းမြုပ်နေတာဆိုတော့ဟိုဂျပန်ကအစောဆုံးလုပ်ခဲ့တာပေါ့နော်အဲ့ဒါတွေကိုကျွန်တော်လုပ်ခဲ့တာအခုနောက်ပိုင်းလိုက်လာတာစင်ကူလိုက်လာတယ်ကိုရီးယားလိုက်လာဒါမျိုးပေါ့နော်ဆိုတော့သူကတော့ဂျပန်မှာတော့ဂျပန်လူမျိုးတွေကိုအများကြီးအကျိုးပြုနေတဲ့ဟိုပြောရမယ်ဆိုရင်တော့ကျွမ်းကျင်ပညာရှင်ဖြစ်နေသူကတော့လေမဆာယူရှိတာကတော့ဘာကြောင့်မလဲဆိုတော့ဂျပန်ရဲ့ 60% လောက်ကသူ့ရှိမှယင်းနှိမ့်နှံမှုတွေလုပ်ကြတယ်ပြောတယ်သူကဘာကြောင့်မလဲဆိုတော့သူကအဲ့ဒီအကြောင်းနဲ့နားလဲတာပေါ့ဗျာနော်နားလဲတော့ဂျပန်ပြောတဲ့အချိန်မှာသူကဘယ်လောက်လုံလဲပြီးတော့သူပြောတယ်တဲ့ဒါပေမဲ့ဂျပန်တန်း30ပဲလက်ခံလိုက်တယ်တန်း30သုံးပြီးတော့ဂျပန်အလီဘာဘာကိုရမ်းလိုက်တဲ့အချိန်မှာဂျပန်အောင်မြင်သွားတယ်ပေါ့နော်အများကြီးအောင်မြင်သွားတော့အခုအလီဘာဘာနဲ့သူရနေတာရှယ်ယာရဲ့58%ရတယ်58 billion လောက်အစ$3လောက်တက်သွားတာပေါ့နော်58 billion လောက်ရတယ်ဆိုတော့ဒီနေရာမှာဒီ mission ကိုပြောမယ်ဒီတော့ချက်ကတော့ဒီနေရာမှာပေါ့နော်တကယ်တမ်းကကုမ္ပဏီထောင်ပြီးတော့အတကုံလုပ်ရတာသူကလုပ်ရတာ eBay အလီဘာဘာစအောင်မြေကာလမှာအမေရိကန်က eBay လာတိုက်တဲ့အချိန်မှာလေ eBay လာတိုက်တဲ့အချိန်မှာအလူးလေးသူကြိုးစားတယ်နော်ဝန်နာမောတိတ်နှင်းချီပြီးတော့နောက်ပြီးအလီဘာဘာရဲ့ website မှာတဲ့ရောင်းနေတဲ့ပစ္စည်းကကျွန်တော်တော့အံ့ဩသွားတယ်တနေ့တွေ့လိုက်တာပစ္စည်းအမျိုးပေါင်းတန်း350ရှိရတယ်သူဘယ်လိုလုပ်လဲတော့ကျွန်တော်တော်တော်အံ့ဩသွားတယ်အရေးပြက်ကပြင်ပန်းခံပြီးတော့သူအသေးအတန်လုပ်ရတယ်ဒါပေမဲ့မဆာယူစီဆန်ကြတော့ဘောပင်ကင်ပြီးတော့လက်မှတ်လေးတစ်ချက်တော့ထိုးကြမလို့တော့စီးပွားရေးစနစ်ကိုပြောနေတာကျွန်တော်ကလေစီးပွားရေးစနစ်ကိုပြောနေတာစောစောကဒီပုံမြင်လို့ပေါ့ဗျာကျွန်တော်တို့ဘူခုံးကားမှာလေဘူခုံးကားမှာကျွန်တော်ပါသွားတဲ့ထဲမှာပါကျဲပေါ့စူးစူးဝါးဝါဟိုအနောက်ရှက်ပေးတာပါကျဲနေတော့ဒါပေမဲ့ခီးစဉ်အစအဆုံးပါသွားတော့ပါကျဲကလည်းကျွတ်တန်းရသွားတယ်ကွာဘာလို့ပြောကြလဲဆို system ပြောနေတယ်ဆိုတော့စနစ်ကိုပြောနေတာစနစ်တစ်ခုကိုသူတို့ဟိုပုံဖော်တိဆောက်ခဲ့တဲ့စနစ်တစ်ခုနောက်ကိုကျွန်တော်တို့ပါသွားခဲ့ရင်ဒါဒီဟိုကျွန်တော်တို့အခုဆိုရင်ထင်ရှားဆိုလို့ရှိရင်က KFC ကိုပဲကျွန်တော်ကြည့်လို့ရတယ် KFC စိတ်တော်တစ်ခေတ်သိလိုက်ကြပြီဒါပေမဲ့ KFC လုပ်ငန်းဒီအခုတည်းကျွန်တော်တို့ပေါင်းချင်မှာအကျိုးပြုနေလို့ပဲ KFC စနစ်ကလေဆိုတော့အဲ့ဒီစနစ်ကိုကျွန်တော်ပြောချင်တာအဲ့ဒါကို IPO listing ဖြစ်ခြင်းလို့ခေါ်တာပေါ့နော်အဲ့ဒီစနစ်ကကုမ္ပဏီတစ်ခုဒီ IPO listing ဖြစ်သွားတဲ့အချိန်မှာဟိုတိုင်းပြည်တစ်ခုပေါင်းချင်တစ်ခုလူပေါင်းချင်တစ်ခုဒီယုံကြည်ရတော့စိတ်ချရတော့ဆိုတဲ့အသွင်ပြောင်းသွားတဲ့အတွက်သူ့ရဲ့ stock ကဟိုတန်ဖိုးတက်သွားတာပေါ့ဗျာသူ့ရဲ့ stock ကိုယင်းနှိမ့်နေတာကမြေရင်းတာလေးအိတ်ဟိုရွှေရင်းတာလေးတွေကိုခိုင်မာတဲ့ပြောင်းလဲမှုတွေဖြစ်လာတာဆိုတော့ကျွန်တော်တို့အခုဒါမလေးရှားပါဆိုရင်ကျွန်တော်တို့ကုမ္ပဏီကတော့မလေးရှားပါဘူးမလေးရှားပါဆိုရင်2025အတွင်းမှာ listed ဖြစ်အောင်လုပ်တဲ့ကုမ္ပဏီပေါင်း39ခုရှိတယ်18ခုတော့အောင်သွားပြီအဲ့ထက်မှကျွန်တော်တို့22ခုကျန်တယ်အဲ့ဒီ22ခုထဲမှာကျွန်တော်တို့ရဲ့ project 10ခုပါတယ်ဒီကျွန်တော်တို့ရဲ့ project အကြောင်းကိုပြောပါဦးဗျာအဓိကတော့ဒီကျွန်တော် project အကြောင်းပြောဆိုတော့အခုဒါကျွန်တော်တို့ပတ်ဝန်းကျင်မှာဆိုရင်ထင်ထင်ရှားရှားမြင်ရတာဆိုရင် grade ဆိုရင်မြေပြင်မှာရှုံးတယ်ကိုဗစ်တို့နိုင်ငံရေးတို့ဖြစ်တဲ့အချိန်မှာမြန်မာပြည်လိုတိုက်တာဆိုသူတို့ရှုံးတယ်ဒါပေမဲ့ stock မှာကျတော့သူအများကြီးမြတ်နေတယ်အကျိုးများဘာကြောင့်လဲ listed ဖြစ်ထားတယ် listed ဖြစ်တာတော့ဒီ company ဒီဘယ်လိုအခြေအနေမျိုးမှာပျောက်ကွယ်သွားနိုင်ကြအကြောင်းမရှိတော့ဘူးဘုံမှာဘာရေးကြောင့်ညာရေးကြောင့်ပျောက်ကွယ်သွားနိုင်ကြအကြောင်းမရှိတော့ဒါမျိုးပေါ့နော်ဒါ Mr. DIY ဆိုတာကျွန်တော်တို့မလေးရှားမှာတော့ဒီမြန်မာပြည်က Pro 1လို့အိမ်ဆောက်ပစ္စည်းတွေရောက်လာမလေးရှားနိုင်ငံသားတွေအဓိကလုပ်လာတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ပတ်ဝန်းကျင်မှာတော့ဒါပြောမယ်ဆိုရင်ဟိုချမ်းသာကြွယ်ဝတဲ့လူတိုင်းက equity fund ကိုရောက်ပတ်သက်ကြတယ်ချမ်းသာကျင်တယ်ဆိုကျွန်တော်တို့ equity fund ကိုတိကိုသိရမယ်ဆိုတော့ဟိုပါပေါ့နော်ဒါအကြောင်းအရာဖြစ်လာတယ်ပေါ့ equity fund ဒါကြောင့်မို့ကျွန်တော်တို့ဒီအစုစပ်လုပ်ငန်းဒီလုပ်ငန်းအရင်ကြီးတယ်ပေါ့ဒါမျိုးလေလက်ရှိကမ္ဘာမှာတော့ကျွန်တော်တို့ဥဆောင်နေတဲ့ကုမ္ပဏီတွေရှိတယ်China market မှာအကြီးဆုံးပဲဒီကုမ္ပဏီက Blackstone ကတော့ American market မှာအကြီးဆုံးပဲနေပေါင်း100ကျော်သွားပြီ Fund of Fund အဓိကလုပ်တာပေါ့နော် Masayoshi ကတော့ဒီမှာပြောတဲ့ soft bank လို့ခေါ်တဲ့ Vision Bank ကိုသူကထောင်ထားတာသူလည်းဟိုစက်စုနှစ်4ခုလောက်ရှိပါတယ်သူလည်း Masayoshi ကလည်းတော်တော်အောင်မြင်နေတာဟိုပြောမှဆိုရင်ဂျပန်နိုင်ငံမှာ insurance နဲ့ပတ်သက်တာတွေလေကြောင်းလိုင်းနဲ့ပတ်သက်တာတွေဂျပန်နိုင်ငံကထုတ်တဲ့ဒီ brand တွေတော်တော်များများမှာ Panasonic လို့ပါလို့တော်တော်များများမှာဟိုသူတို့ဟိုပါဘောတော့ဒါသူတို့ဥဆောင်နေတဲ့အတွက်အများကြီးပုံပြခဲ့တာပါသူကအခု equity fund ကတော့တကယ်တမ်းတော့ကျွန်တော်တို့ပြောင်းလဲစေတာတော့သိကြတယ်ဒါပေမဲ့ကျွန်တော်တို့အနေနဲ့ကဒီလိုမျိုးဟိုကုမ္ပဏီတွေနဲ့ဝင်ရောက်ပတ်သက်ဖို့ဆိုတာကျွန်တော်တို့ရဲ့ condition တွေခက်ခဲရှိတယ်နောက်တစ်ခုကဒီလိုကုမ္ပဏီတွေကကျွန်တော်တို့ရဲ့ငွေရအဖြူအမဲပေါ်မှာမူတည်ပြီးတော့လက်ခံခြင်းလက်မခံခြင်းရှိတယ်ပွင့်လင်းပြောမယ်ဆိုတော့လက်မခံတာများတယ်
ငွေယူငွေမဲပုံစံရှိရတယ်နောက်တစ်ခုကကျတော့ဒီလိုဘဏ်တွေရဲ့ဒီလိုလုပ်ငန်းတွေကြတော့ဒေါ်လာတယူနစ်ကိုဒေါ်လာတိုင်းကနန်းထိတုံးရတယ်ဟုတ်ကျွန်တော်တို့ကမ္ဘောဇာရဲ့ share ဆိုရင်ကျွန်တော်တို့အပြင်မှာ share ထပ်မခေါ်တော့ကမ္ဘောဇာဒါပေမဲ့အဲဒီကမ္ဘောဇာဒီshare ရောင်းပါမယ်ဆိုရင်ကျွန်တော်တို့တော့မမီတော့ဘာလို့သူတို့ပုံမှန်ကျင်ပါပဲဒီ share ဒီ stock ကိုဝင်မဲ့တွေရှိဘာကြောင့်လဲဆိုသူတို့ကငွေပြူဖြစ်အလွယ်တကူပြောင်းလို့ရတယ်လေဘာလို့ကျွန်တော်တို့မြန်မာပြည်ကအမှန်တကယ်မဖြစ်မနေဝယ်နေရတဲ့ပစ္စည်းရှိနိုင်ငံခြားနေကျွန်တော်တို့ရေနံဝယ်နေရတယ်ဗျာစားသုံးစီဝယ်နေရတဲ့အခြေခံပစ္စည်းဆိုလို့ရှိရင်ဆိုတော့အဲ့ဒီအတွက်ကိုကျွန်တော်လိုအပ်တဲ့ငွေကြေးကိုဒါအဖြူဖြစ်ပြောင်းငွေပြူဖြစ်ပြောင်းဖို့အခွန်ဆောင်ထားတဲ့ငွေဖြစ်ပြောင်းဖို့ကကြတော့ဒီလိုအာမခံပန်တွေကနေလုပ်ဖို့လိုတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အနေနဲ့ကတော့ဒါကံကောင်းတာကတော့ဒီပုဂ္ဂိုလ်ကြောင့်မဟုတ်ပါပဲမလေးရှားနိုင်ငံသားတရုတ်ဒေါက်တာစတီဗင်ချူလို့ခေါ်တယ်ကိုတို့ TikTok တို့ YouTube တို့ Google တို့အကုန်ရှာကြည့်လို့ရသူနာ TikTok တို့ပါတော့လေဒေါက်တာစတီဗင်ချူတဲ့သူကမလေးရှားနိုင်ငံသားတရုတ်သူကတော့ဒါကဘာကျော်တထေးထဲမှာဒီပြောမှဆိုရင်ဒါသူတို့တွေဆိုလို့ရှိရင်တော့စံပြတယ်ပေါ့နော်ကဘာမှာအချမ်းသာဆုံးရှင်းဝင်ပဲတော့ Warren Buffett တို့ကသူကဘာ product မှမထုတ်ဘူးဒါပေမဲ့ तू ကဘယ်နိုင်ငံရဲ့ project ဆိုတာ तू ကစုံစမ်းပြီးတော့အဲ့လိုနေရာတွေမှာတည်ကြတဲ့နေရာမှာလိုက်ရင်းနှီးမြှုပ်နှံတယ်ကဘာမှာတော့ဘယင်ကြီးinvesting မှာဘယင်ကြီးလို့တင်စားတယ်သူဆိုတော့သူရဲ့အကြံပေးမှုနဲ့သူကိုယ်တိုင်ဒီ Warren Buffett ကိုယ်တိုင်ပူးပေါင်းထားတယ်ပေါ့ဗျာသူရဲ့အကြံပေးမှုနဲ့သူကကျွန်တော်တို့ကို project ကြီးကိုဖန်တီးလိုက်အဲ့ဒီ project ကြီးမှာကျွန်တော်တို့ကဝင်ရောက်ပတ်သက်လို့ရတယ်လူတိုင်းဝင်ရောက်ပတ်သက်လို့ရတဲ့ပြည်ကြီးတာဆိုတော့ဒီဘက်ကဘယ်လိုလူမျိုးလဲဆိုတော့သူကဒီကိုဗစ်မတိုင်ခင်ကာလမှာသူကကဘာမှာစီးပွားရေးပညာကိုသင်ပြီးတော့သူကစီးပွားရေးပညာကိုလိုက်သင်ပြီးတော့အာရှဒီစီးပွားရေးပညာအားနည်းတဲ့အတွက်အာရှမှာဒီစီးပွားရေးပညာ knowledge ကိုပေးမယ်ဆိုပြီးတော့သူကကိုယ်ပိုင်ကျောင်းတွေထောင်ရင်းအောင်နေတာသူကစီးပွားရေး business school ခေါ်တာပေါ့ဗျာကျွန်တော်တို့ရှိမှာတော့ business school ကတော့မရှိပါဘူးကျွန်တော်လည်းမသင်ခဲ့ရဘူးငယ်ငယ်ကကိုယ့်အနေနဲ့လုံရင်းကန်ရင်းနဲ့ပဲအဖြေရှာခဲ့ကြတာလေတော့ဒီ business school ဒီဘယ်လောက်ထိအောင်မြင်လာလဲဆိုလို့ချင်းနိုင်ငံပေါင်း15နိုင်ငံမှာသူတော့ကျောင်းသားတွေရှိတယ်ရုံးကတော့10နိုင်ငံကျော်ဖွင့်ပြီးသွားတယ်နိုင်ငံပေါင်း10နိုင်ငံကျော်ကျွန်တော်ရမ်းတက်တဲ့အချက်ကတော့ဒီအချက်ကိုကြိုက်တာသူရဲ့ဒီငွေကြေးပညာသင်ချက်ဒီငွေကြေးပညာအကြောင်းပေါ့ဗျာတော့ subject ပေါ့အဲ့ဒီငွေကြေးပညာ subject ကိုမလေးရှားရဲ့နိုင်ငံတော်ချင်းတက်လို့မှာအဲ့ဒီငွေကြေးပညာအကြောင်းသင်ပေးခြင်းထည့်သွင်းခြင်းခံရတာပေါ့နော်ဒါအစိုးရအတိမပြုတက်လို့မှာတော့ဒါထည့်သွင်းခြင်းခံရတဲ့အကြောင်းတွေပါတော်တော်လေးကိုသူကbusiness school ကတော်တော်လေးကိုအောင်မြင်တယ်ဆိုတာကျွန်တော်ကြိုက်တာတော့ဒီ business school ကိုကျွန်တော်မြန်မာပြည်မှာဒါကိုတို့နားလည်သွားလို့လက်ခံသွားလို့ဆိုရင်ဒီ business school ကိုကျွန်တော်တို့ကမြန်မာပြည်မှာ founder အဖြစ်ပူးပေါင်းလို့ရတဲ့အခွင့်အရေးဖြစ်သွားမှာပေါ့နော်ဒါနားလည်သွားရင်တော့ဒီပေါ်မှာဘောကြခဲ့ရင်တော့ဆိုတော့ဒီဘယ်လောက်ထိအောင်မြင်လဲဆိုရင်မလေးရှားမှာအကြီးဆုံး website ဖြစ်လာတယ်ဒီကျွန်တော်ဆိုရင်ဒီချက်သဘောကျဆုံးပဲသူ့ကျောင်းကနေထွက်လာတဲ့ diploma ရတဲ့ကျောင်းသားတွေကိုကဘာကျော် finance company ကြီးတွေကလေလာတာ3သိန်းပြီးခိုင်းတယ်သူကျွန်တော်တို့ဥဆောင်တဲ့ပုဂ္ဂိုလ်ကဒီနားပါပါတယ်ဒီပလိုမာရခဲ့တော့ဒီနားပါနေ38ရက်ပြတ်မှာဗညာတော့လာမနေ38ရက်ကိုယ်တော့38ရက်ပဲဗညာတော့လာမနေတော့ဒီကကျွန်တော်သဘောကျတဲ့အချက်ကတော့ဒီမှာပါတာပေါ့နော်ကျွန်တော်တို့ရဲ့ generation တွေကျွန်တော်တို့ပေါင်းကြမျိုးဆက်တွေကိုဒီလိုပညာမျိုးပေးနိုင်ခဲ့မယ်ဆိုရင်အရင်တော့ကျွန်တော်တို့စိတ်ကူးရင်တော့ရိုနာဒိုရဲ့လာစာတို့ပါလို့လေအခုဒီကျောင်းကထွက်လာတဲ့ဒီပလိုမာရတဲ့ဒီ academy ကနေဘွဲရခဲ့တဲ့ကျောင်းသားတွေကိုကဘာကျော် finance company တွေကလေလာတာ3သိန်းခွဲ2သိန်းပြီးခိုင်းတယ်ဒါတော့ကျွန်တော်တို့ပေါင်းချင်မှာအကျိုးပြုလုပ်ငန်းတစ်ခုဖြစ်လာနိုင်တဲ့အခွင့်အရေးပေါ့ဗျာ2029ထဲမှာကျွန်တော်မြန်မာပြည်ရောက်လာမှုရှိဒါပေမဲ့ကျွန်တော်တို့ဒီဘက်မှာစူးစမ်းတဲ့ပုံစံတော့သူတို့ကြည့်အောင်မယ်ပေါ့ဗျာဒါမျိုးလို့ရှိတော့နော်ဆိုတော့အာရှမှာလည်းဒါအခုကိုလို့ဆိုရင်ဒါခွင့်ရရှိတယ်ပေါ့နော်လေ့လာမယ်ဆိုရင်နိုဝင်ဘာ19မှာဘန်ကောက်မှာလုပ်မဲ့ပွဲဒီလိုပွဲမျိုးလုပ်မှာအခုသူကနေဝှေ့ထုတ်ခဲ့တဲ့တင်တန်းသားတွေကလူကြီးသိန်းနဲ့ရှိတယ်လူကြီးသိန်းနဲ့ရှိတယ်သူကနောက်ပြီးတော့အာဆီယံမလေးပေါ့ Asian record တွေပါတယ်ပေါ့ဒါမျိုးဆိုရင်ဒါအာဆီယံ record တွေပါတယ်ဒီ we education ရဲ့အောင်မြင်မှုပေါ့နော်အာဆီယံမှာတပိုင်းစံချိန်နေခဲ့ရတဲ့ record တွေရှိတယ်နောက်ပြီးတော့သူလဲပတ်နေတဲ့ licenseဆိုတော့သူ project တစ်ခုချင်းစီကိုလဲပတ်တဲ့ license ဒါအတိအကျခံရမှာရှိတယ် onshore offshore ရှိတယ်ပြည်တွင်းဒီပဒီလုပ်ငန်းနဲ့ပတ်သက်တဲ့ license တွေရှိတယ်ဒါတော့သူထောင်ထားတဲ့ trust သူကိုယ်တိုင်ထောင်ထားတဲ့ trusted bank သူကိုယ်တိုင်ထောင်ထားတဲ့ trusted bank လဲပတ်ခဲ့တာတော့6နှစ်ကျော်သွားတယ်ဒါမျိုးပေါ့နော်
နောက်ပြီးကြာဆိုလို့ရှိရင်ဒါမလေးရှားနိုင်ငံမှာဒါနိုင်ငံကုံဆောင်ပေါ့ဗျာနော်နိုင်ငံကုံဆောင်မှတ်တမ်းတွေပေါ့ပြောရမှာဆိုတော့လေဒါမလေးရှားနိုင်ငံအတွက်အကျိုးပြုပြီးတဲ့မှတ်တမ်းတွေပေါ့ဒါမလေးရှားလည်းတော်တော်များများပြောင်းလဲတော့ China တွေတရုတ်တွေကြောင့်ပြောင်းလဲတာပဲများတာလေအဲ့တော့သူကကျွန်တော်တို့ကို project ကျွန်တော်တို့အတွက် project တစ်ခုဖန်တီးလိုက်တယ်သူကအရင်တော့ကသူကကျောင်းသားတွေအများကြီးဒီလိုကျောင်းသားတွေအများကြီးတင်ပေးပြီးနောက်ပိုင်းမှာကျောင်းသားတွေကတော့များလာတယ်တိကျတွေကများလာတယ်ဒါပေမဲ့ project မရှိတော့လေသူကဒီ project ကိုဖန်တီးလိုက်တာအဲ့ဒီ project ရဲ့အတကြက်ကလည်းတစ်ကမ္ဘာလုံးမှာကျွန်တော်တို့ platform တစ်ခုပဲရှိတယ်ဒီ Dominion Yoda လို့ခေါ်တာပေါ့နော်Dominion Yoda အတူကတော့ DY Investing Fund လို့ခေါ်တယ်ကျွန်တော်တို့ project တစ်ကမ္ဘာလုံးမှာလူတိုင်းပါဝင်ပတ်သက်ခွင့်ရအောင်ဖန်တီးထားတဲ့ platform စောစောအရှိမှကျွန်တော်တို့ Masayoshi Son တို့ Blackstone တို့ဆိုရင်ကျွန်တော်တို့လူတိုင်းပါဝင်ဖို့မလွယ်ဘူးပေါ့ဗျာဒေါ်လာ1 သန်း 2 သန်းမှဒါပူပေါင်းလို့ရတာမျိုးပေါ့နော်ဒီ project ကကြောင့်ကျွန်တော်လူတိုင်းပါဝင်ဖို့ရတဲ့အခြေအနေဖြစ်သွားပြီဆိုတော့အဲ့ဒီမှာကျွန်တော်တို့အတွက်ဒီအလွယ်ကူဆုံး business ကတော့ဘယ်လိုသွားလို့ရလဲဆိုတော့ဒီအပိုင်းကိုနားလည်တော့ရတယ်သူကတစ်ပိုင်းပေါ့နော်သူက investment ကိုသူကတကဘာလုံးကလူတွေ share ခေါ်ခွင့် license တွေရှိပြီးသားသူကတကဘာလုံးက share ဖိတ်ခေါ်လို့ရတယ်တကဘာလုံးကလူတွေ share ပြန်ပေးလို့ရတယ်မြန်မာပြည် KYC တင်ပြီးတော့မြန်မာပြည်တရားဝင်ငွေလွှဲလို့ရတယ်အခွန်တော့ဆောင်ရတယ်မြန်မာပြည်မှာတော့10%တော့ဆောင်ရတယ်အခွန်တော့ဆိုတော့ဝင်လာတဲ့ငွေတွေကိုသူလုပ်တဲ့ project ကိုကျွန်တော်ကြိုက်တယ်ပါဒီချက်ကလည်းကျွန်တော်တို့ဒီ business ကိုစတင်တဲ့အခါမှာအရင်ဆုံးအရေးကြီးတဲ့ point ပေါ့နော်တော့ဝင်လာတဲ့ငွေတွေကိုသူကနှစ်ပုံလိုက်တာပေါ့နော်60နဲ့40နဲ့နှစ်ပုံပြီးတော့60ရာခိုင်နှုန်းသောငွေကိုဒီ fund of fund မှာသုံးတယ်သူက fund of fund မှာသုံးတယ်60ရာခိုင်နှုန်းသောငွေတွေသုံးတဲ့ fund of fund ဒီ US market မှာဒီ Vanguard ဆိုတာမှာသုံးတယ် Australia market မှာ Morgan ဆိုတဲ့ကုမ္ပဏီနဲ့ပူးပေါင်းတယ် ECM group ပူးပေါင်းတယ် China market ရှိတယ်အဲ့တော့ Vanguard ကဘယ်လိုမျိုးလဲဆိုရင် Vanguard ဒီ American အခြေစိုက်ပေါ့နော် Vanguard ကုမ္ပဏီကလက်ရှိကမ္ဘာမှာအအောင်မြင်ဆုံးသောကုမ္ပဏီပေါင်း900ပေါ်မှာယင်းနှိမ့်တယ် S&P 500လို့လည်းခေါ်တယ်လက်ရှိကမ္ဘာမှာအအောင်မြင်ဆုံးသောကုမ္ပဏီ Apple Microsoft Amazon ဒါတွေပါတယ် China market မှာအောင်မြင်ဆုံးသော Alibaba တို့ WeChat တို့ပါတယ်ဒါပဲပေါ့နော်ကားလောကမှာအောင်မြင်ဆုံးသောကုမ္ပဏီတွေပါတယ် McDonald's Coca-Cola ဒါနဲ့ပေါင်းညာနဲ့ရှိနေပြီInsurance ဒါတွေပါတယ်ဆိုတော့ဒီလိုမျိုးကုမ္ပဏီပေါင်း900ပေါ်မှာ Vanguard ကဒါသူချပြထားတာတော့ 10.4 trillion ရှိတယ်ယင်းနှိမ့်နေတာ10.4 trillion ပေါ့နော်ကျွန်တော်တို့ကကြတော့ဒီလိုတစ်ခုချင်းစီမှာယင်းနှိမ့်နေတာမလို့တော့ကျွန်တော်ကုမ္ပဏီကကြတော့ Vanguard ရဲ့ stock ကိုယင်းနှိမ့်နေတာ Vanguard မှာယင်းနှိမ့်နေတာပေါ့ဗျာဆိုတော့ကျွန်တော်တို့အတွက်အားသာချက်ကကုမ္ပဏီတစ်ခုချင်းစီမှာယင်းနှိမ့်နေတာမယ်ဆိုကျွန်တော်တို့ထိခိုက်နိုင်နေတယ်ပေါ့နော်ဒါပေမဲ့ဒီလိုမျိုးကမ္ဘာထိပ်သီးကုမ္ပဏီ900ပေါ်မှာယင်းနှိမ့်နေတာထားတဲ့အတွက်ကျွန်တော်တို့ရဲ့ယင်းနှိမ့်နေတာမှုကတော့စိုးရိမ်ကြမလို့တော့ကျွန်တော်မြင်တာကတော့ဒီလိုချက်လို့နောက်တစ်ခုဆိုရင်ကျွန်တော်တို့လုံးဝနားလည်ရမယ် business တွေမှာလာမယ့်နေ့10နှစ်20နှစ်50အတွင်းမှာနားလည်ရမယ်ဒီ crypto exchange ပေါ့နော် digital exchange ပေါ့ crypto ဟိုပြောမယ်ဆိုရင်တော့ကျွန်တော်တို့တနိုင်ငံနဲ့တနိုင်ငံကုန်သွယ်မှုမှာငွေစက်ကူတွေမသုံးတော့ crypto တွေသုံးလာတဲ့ဒီ platform တစ်ခုပေါ့အဲ့ဒီ group ကတော့ဘယ်လောက်ထိတိကျခိုင်မှာတည်ကြဖို့လိုလဲဆိုတော့အာရှတိုက်တစ်တိုက်လုံးမှာ license ရတဲ့ကုမ္ပဏီ9ခုပဲရှိတယ်အဲ့ဒီ9ခုရဲ့ group ကEuropean Credit Investment Bank လို့ခေါ်တာပေါ့နော် ECI group ပေါ့သူကတော့ဂျပန်အခြေစိုက်တာပေါ့နော်အဲ့ဆိုဒီလိုမျိုးသူက digital platform မှာဒီထောင်ထားတဲ့ band လုပ်ငန်းစုမှာကျွန်တော်တို့ကရင်းနှီးမြှုပ်နှံမှုရတယ်တရက်ကို transaction ဘယ်လောက်ရှိလဲဆိုရင်10 trillion နဲ့30 trillion လောက်ရှိတယ်သူကသူ့ရဲ့ဟွာလေဒါကြောင့် yearly အမြတ်ကိုကြည့်ရင်53ရာခိုင်နှုန်းမြတ်တာရှိတယ်35နဲ့20နှစ်ကိုဗစ်လိုကာလမျိုးတော့အများကြီးမြတ်နေတယ်ဒါကျွန်တော်တို့ကဒီ group မှာရင်းနှီးမြှုပ်နှံမှုရတယ်နောက်တစ်ခုဆိုရင်လည်းဒါကျွန်တော်တို့အတွက်အရေးကြီးတယ်ပေါ့နော်နည်းပညာကျွန်တော်တို့ကိုယ်တိုင်နည်းပညာတွေဖန်တီးဖို့တော့မလွယ်တော့ဘူးပေါ့နော်ကျွန်တော်တို့ပေါင်းချင်နေဆိုရင်ဒီအခု China market မှာဆိုတော့နည်းပညာအသစ်တော့နည်းပညာတွေဖန်တီးနေတဲ့ကုမ္ပဏီပေါင်း600ပေါ်မှာဟို innovation venture ရင်းနှီးမြှုပ်နှံတာကဏ္ဍအပြည့်ဆိုတော့9ခုရှိတယ်ဒီမှာ AI နဲ့ပတ်သက်တဲ့ကဏ္ဍတွေရှိတယ် software hardware ကဏ္ဍတွေရှိတယ် robot ရှိတယ် sustainable technology ရှိတယ် healthcare technology ရှိတယ်အဲ့ဒီလိုမတူညီတဲ့ကဏ္ဍအသီးသီးကနေဖွံ့ဖြိုးတိုးတက်မှုကိုလုပ်နေတဲ့ဒီနည်းပညာပိုင်းဆိုင်ရာကုမ္ပဏီပေါင်း600ပေါ်မှာကျွန်တော်တို့ကယင်းနှိမ့်မြှုပ်နှံခွင့်ရတယ်အဲ့တော့ကျွန်တော်တို့ယင်းနှိမ့်မြှုပ်နှံမှုဒီဒါဒီလိုမျိုးနည်းပညာပိုင်းဆိုင်ရာနဲ့ကျွန်တော်ဝင်ငွေရမယ်ဒီလို digital currency တွေကလည်းကျွန်တော်ဝင်ငွေရမယ်နောက်တစ်ခုဒါလက်ရှိကမ္ဘာမှာ
မဖြစ်မနေသုံးနေရတဲ့ပစ္စည်းတွေထုတ်လာတဲ့ကုမ္ပဏီတွေပေါ့နော်ဒီပေါ်ကလည်းကျွန်တော်တို့ငွေရမယ်ဆိုတော့60%လောက်ငွေဒီကျွန်တော်တို့ကိုခိုင်မာတော့တေချာတော့ fund of fund ပေါ့နော်ဆိုတော့မဆာယူစီစံလုပ်တယ်လို့ fund of fund လုပ်ငန်းစုကိုလုပ်တယ်ဆိုတာဒါပေမဲ့ကျန်တဲ့40%ကိုတော့ကိုယ်တိုင်လုပ်တဲ့ project 8ခုရှိတယ်ကိုယ်တိုင်လုပ်တဲ့ project 8ခုရှိတယ်ဟိုစောစောငွေတစ်ပုံပါပေါ့နော်40%ဒီကျွန်တော်တို့ပြောင်းလဲစေပါပဲစောစောကျွန်တော်တို့ရှင်းပြပြောတဲ့ Facebook လိုမျိုးအခုချိန်မှာကျွန်တော်တို့စတင်ရင်းနှီးမြှုပ်နှံထားခဲ့မယ်ဆိုရင် IPO listing ဖြစ်သွားတဲ့အချိန်မှာ IPO listing ဖြစ်သွားတဲ့အချိန်မှာကျွန်တော်တို့ရင်းနှီးမြှုပ်နှံထားတဲ့ငွေဒီအစဘယ်တော့ပွားမလဲဆိုတာတော့2029တော့သိရပါမယ်2029ထဲမှာတော့ဒီကြပေါင်း IPO listing ဖြစ်ဖို့အတွက်အလားအလာဖြစ်နေပြီပေါ့နော်အခြေအနေကောင်းနေပေါ့ဆိုတော့ဒီဟိုငွေကြေးပညာသင်ကြားရေးအကြောင်းဆိုရင်ဒီ business school ဆိုလို့ရှိရင်ဒါအဆက်တက်တဲ့လုံးဝပေါက်နေပြီနောက်က fund of fund လုပ်ထားတဲ့ bank ဒါလည်းအဆက်တက်မှာပေါက်နေပြီ trusted bank ဒါတော့ချင်းငွေလုပ်ငန်းပေါ့နော်ဒါပြည်တွင်းမှာလုပ်တဲ့ချင်းငွေလုပ်ငန်းတွေဒါကြတော့စောစောကျွန်တော်ပြတဲ့ trusted bank ဒီအာမခံဘဏ်ပေါ့နော် trusted bank အားတဲ့ကကျွန်တော်တို့ငွေကြေးတွေကိုစီမံခန့်ခွဲတဲ့အခါမှာပေါ့နော်ဥပမာပေါ့ဂရေ80တတိသားလို့ဖြစ်တော့ဖေးကတော့ဒီ trusted bank နဲ့ပတ်သက်ထည့်ထားခဲ့တယ်တားပဲရွယ်ရောက်ရင်အိမ်တော်ပဲချိန်ကြရင်အဲ့လိုမျိုးစီမံခန့်ခွဲထားတဲ့ဘဏ်မျိုးတွေပါဟိုဆွစ်ဇာလန်မှာရှိတဲ့ဘဏ်တွေလိုမျိုးနောက်တစ်ခုဆိုရင်ကျွန်တော်တို့ဆိုရင်ရန်သဘောကျတဲ့အချက်ရှိတယ်ဒူဘိုင်းနိုင်ငံရဲ့အိမ်ရှိမင်းသားကနိုင်ငံတော်အဆင့်ရင်းနှီးမြှုပ်နှံတဲ့ project ပေါ့ဗျာဒူဘိုင်းနိုင်ငံရဲ့နိုင်ငံတော်အဆင့်ကိုရင်းနှီးမြှုပ်နှံတာသူကတိုင်းဒူဘိုင်းနိုင်ငံရဲ့အိမ်ရှိမင်းသားဒူဘိုင်းနိုင်ငံရဲ့ဘဏ္ဍာရေးမှုပေါ့နော်သူတို့ဒူဘိုင်းနိုင်ငံရဲ့ဘဏ္ဍာဒီနိုင်ငံတော်အဆင့်ကိုသူ့ရှိမှာတန်ပေါင်း30ရင်းနှီးမြှုပ်နှံလို့ဒါတွေတော့လိပ်စာတွေတိကျရှာကြည့်လို့ရတယ်ဒီလိပ်စာတော့တိကျရှာကြည့်လို့ရတယ်ဆိုတော့ကျွန်တော်ပြောတဲ့ project ရှိခုကတော့စောစောကျွန်တော်တို့ IPO နဲ့ဆက်ဆက်တယ်ကျွန်တော်ပြောတဲ့ IPO listing နဲ့ဆက်ဆက်တယ်ဒီ project ရှိခုဒီ2029ထဲမှာဒေတာပေါင်း IPO listing တစ်ခုမဟုတ်တစ်ခုကဒေတာပေါင်းဖြစ်တယ်အကယ်၍3ခုဖြစ်သွားမယ်5ခုဖြစ်သွားမယ်ဆိုတော့ကျွန်တော်အများကြီးပြောင်းလဲသွားမှာပေါ့ဗျာဥပမာဒေါ်လာ1000လောက်ရင်းနှီးမြှုပ်နှံမလုပ်ထားတာက Facebook လိုမျိုးအဆ2000လောက်တက်မယ်ဆိုတော့ကျွန်တော်တန်းကျွတ်တည်းဖြစ်ပြီပေါ့ဗျာဒါမျိုးဆိုရင်တော့ဒီခွင့်ရေးရရှိတယ်ဒါကိုကျွန်တော်တို့အသေးစိတ်လေ့လာမယ်ဆိုတော့ထိုင်းမှာကျွန်တော်တို့အခုလုပ်တဲ့ပွဲရှိတယ်နိုဝင်ဘာ19မှာသွားရမယ်ကျွန်တော်တို့အဲ့ဒါတော့တကယ်တမ်းတော့မိတ်ဆွေတို့လေ့လာမယ်ဆိုတော့သူက3ညရေ free ပေးတာတင်တန်းကို free တက်ခွင့်ပေးတယ်ဒါပေမဲ့သူကတော့တင်တန်းလိုက်တက်မယ်ဆိုတော့ deposit အနေနဲ့ဒေါ်လာ1000တော့ရင်းရမယ်ဒေါ်လာ1000တော့သုံးရမှာပေါ့နော်ဒေါ်လာ1000သုံးပြီးတော့ထိုင်းမှာလိုက်လာပြီးတော့ကိုကြိုက်တယ်ဆိုရင်ဒီလို project တွေတီးတဲ့ရင်းနှီးမြှုပ်နှံလို့ရတယ်သူက private equity fund အနေနဲ့ပေါ့နော်တီးတဲ့ရင်းနှီးမြှုပ်နှံလို့ရတယ်ဒီလို project တွေဆိုရင်ဒါကိုဝင်အောင်ဆိုဒီ project မှာဒေါ်လာ3သိန်းခွဲရင်းတာလေအခုဆိုရင်3စားတော့ရတယ်ဒါ IPO ဖြစ်သေးဘူးနော် IPO ကဖြစ်တော့မှာနော် IPO ဖြစ်ခဲ့မယ်ဆိုကိုဝင်အောင်ရင်းထားတဲ့ဒေါ်လာ3သိန်းခွဲဒီအစားဘယ်လောက်တက်သွားမလဲ10စားတက်ရင်1တန်းခွဲဖြစ်သွားပြီနော်အစား90လောက်တက်လာရင်တော့လာပြီပေါ့ဗျာအနည်းဆုံးလေးဒါပေမဲ့ထောင်ကနန်းဖြစ်လာလို့ဒီလေကျွန်တော်တို့ပြောလို့ရတယ်ဒီလို project တွေဆိုတော့ဒီ process ကတော့ဒီလောက်ပဲကျွန်တော်တို့ process ကတော့